အကောင်းဆုံး trainer တယောက်ဖြစ်အောင်ကြိုးစားနေပါတယ် trainer တယောက်ဖြစ်ဖို့လည်းမလွယ်ပါဘူးစေတနာကျမ်းမာဖို့လှပဖို့အတွက်ကိုစေတနာထားရတယ်စေတနာလေးထားပြီးတော့လောက်ကိုက်မေးရတယ်စကားပြောပေးရတယ်ပေါ့အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ကိုကိုတိုင်းလည်းကိုလည်းရင်ပြုတ်ပြင်တယ်စော့ကြည့်တယ်โอเคခန္ဓာကိုယ်ကပေါင်140မှာကိုလိုချင်တဲ့မာဆယ်တွေနဲ့ထားမယ်ဆိုပြီးတော့လည်းသတ်မှတ်ထားတာရှိတယ်တော့ကစားတဲ့လူတွေကလည်းသတ်မှတ်စေချင်တယ်စော့တိုင်းကြီးွားတာမျိုးကြီးတော့မသွားဘူးပေါ့နော်ဒါကိုတိုင်းခံယူထားတာကပေါင်140မှာကိုလိုချင်တဲ့မာဆယ်နဲ့နေမယ်ပေါ့အသက်ကလည်း40ခွန်ရှိပြီလေတချို့ trainer တွေဆိုရင်တချို့ trainer တွေကခန္ဓာကိုယ်အချိုးသားလဲလက်မညီမျှဘူးအဲ့တော့သူတို့ပြပေးနေတဲ့လူတွေကသူတို့ပြောတာပါနော်ဆရာအပေါ်ပိုင်းကြီးနေတယ်ဆရာအောက်ပိုင်းမဆော့ဘူးလားဆိုသူမှပြန်ပြောစရာစကားမရှိအဲ့လိုမျိုးတွေလည်းမဖြစ်စေချင်ဘူးအဲ့တော့ညီငယ်တွေ trainer တွေလည်းပြင်ကြပါကိုလိုချင်တဲ့သတ်မှတ်တဲ့နေရာရောက်သွားပါစော့ကြပါအဲ့တော့ကိုလိုချင်တဲ့ခန္ဓာကိုယ်ရောက်ဖို့အရေးကငွေကုန်တယ်အချိန်ကုန်တယ်ငွေကဘာတွေကုန်လဲဆိုတော့ဂျင်းမန်မာကြီးကုန်မယ်အစားတော့စားမစားလို့လည်းမရအောင်စားရတယ်စားကြက်ဥစားရတယ်ပဲစားရတယ်အသားစားရတယ်ပေါ့နော်အဲ့တော့လိုအပ်တဲ့အစားစားတာဖြစ်ပြီးတော့ပတ်စံကုန်တယ်ပြီးတော့လူပင်မန်းနဲ့စော့ရတာရောလူပင်မန်းနဲ့အဲ့တော့ကိုပုံနာတဲ့ငွေကြေးတွေအချိန်တွေအလကားသက်မဖြစ်အောင်ကြိုးစားကြပါစော့ကြပါtrainer တွေကလည်းကိုစီလာတဲ့ကြီးတဲ့လူငယ်တဲ့သူအကုန်လုံးပေါ်မှာလည်းစေနာလေးတွေထားကြပါကိုလည်းဘုဒ္ဓတာတွေလေးလာကိုအရင်ဖြည့်ပေါ့နော်ကိုအရင်ဖြည့်နိုင်မှာကိုစီလာဆော့တဲ့လူတွေကိုကပြန်ပြီးတော့မျှဝေပေးနိုင်ပါမာဆယ်ကြီးနေတိုင်းလဲtrainer တယောက်ဖြစ်မလားအဲ့ဒီမာဆယ်ကြီးနေတယ်လို့မျိုးဘုဒ္ဓအကြီးတွေရှိနေမှာtrainer ကောင်းတယောက်ဖြစ်မှာအဲ့ဒါလေးလည်းပြောကြတယ်ပေါ့နော်ကျွန်တော်ဆိုရင်လည်းကျွန်တော်ဒီမှာရှိနေတဲ့လူတွေဆိုရင်နောက်နေ့မလာနိုင်မှာဆိုလို့စေနာလေးထားပြီးအကျော်လျှော့ပြီးတယ်နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အများကြီးစကားအများကြီးပြောပြရတာပေါ့နော်သူတို့အတွက်ပြောဆိုပြီးတော့စေနာထားတယ်အကောင်းဆုံးစေနာထားတယ်တီးတလောက်ပြောပြပေးတယ်ဖြစ်စေချင်တယ်သူတို့နေတိုင်းမှာတယ်နောက်နေ့လာတော့အိမ်ရဝိုင်းပါလို့တော့ချွေးတွေနဲ့ဆိုရင်လည်းချက်ချင်းရေမချိုးဖို့နာနေထိုင်ချွေးတွေပါတော့မဖြားမနာနေဖို့နေတိုင်းမှာနေတိုင်းအကျော်လျှော့ပေးပြီးတော့နေတိုင်းစကားလေးပြောပေးတယ်စေတနာပါစောစေခြင်းနဲ့ကျမ်းမာစေခြင်းနဲ့ okay